မင်္ဂလာပါဒါလေးကအင်္ဂလန်တန်တစ်တာဗျာဒီကောင်အရင်ကတော့ရေလုံးတန်တစ်တာလို့ခေါ်ကြတယ်ဗျာဒါစုပ်လေးနဲ့ဒီဘာဘယ်လိုခေါ်မှန်းမသိဘူးပေါ့နော်အရင်ကတော့ရေလုံးတန်တစ်တာအင်္ဂလန်မိတ်ပေါ့နော်မိတ်အင်္ဂလန်မိတ်သူကတီးလေးရတယ်မယ် rapid ပုံစံရိုက်ထားတယ်ဒါနှစ်ပေါင်း100ကျော်ဗျ1926လားမသိဘူးဒီမှာသတင်းစာတောင်ပါသေးတယ်အင်္ဂလိပ်သတင်းစာတော့ sporting star sunday လားမသိဘူးသတင်းစာပေါ့ဒါ1900နှစ်နောက်ပိုင်းအဖြစ်သူဒီမှာရှိရဗျဒီမှာကျွန်တော်ပြမယ်ဒီမှာဆိုရင်ဘာလဲဆိုတော့ Arsenal နဲ့ Newcastle ဘာမင်ကန်နဲ့ဆိုပါဘာမှတော့မသိဘူးအဲ့လိုပေါ့နော်ဒီအဲ့ဒါလေးဒါဘောလုံးပွဲစင်စရာတွေရောပါတယ်ဒါပေါစင်ပွဲတို့ဒီမှာ Stanford League ဘာမှတော့မသိဘူးရေလုံးတန်တက်တာဖင်းပြီးပိုင်းကိုပြမယ်ဗျကျွန်တော်ဖင်းပြီးပိုင်းကိုမြင်လားဖင်းပြီးပိုင်းသူအလုံးလေးတန်လုံးဆွဲလို့ရတယ်ဗျဒီကောင်နဲ့ဒီကောင်ဆွဲလို့ရတယ်အင်္ဂလန်တန်တက်တာပါဘာမှမဟုတ်ပါဘူးရောင်းဖို့မဟုတ်ပါဘူးခင်ဗျမြင်ဘူးရဲ့ရှိအောင်မြင်ဘူးတဲ့လူရှိ